Hello 1020ရဲ့Bike 2ကနေပြီးတော့လုပ်ထားတဲ့ fundraising event management system နဲ့မိတ်ဆက်ပေးခြင်းပါတယ်ဘာကြောင့်ဒီ event တွေလုပ်ခဲ့တယ်ပေါ့နော်ဆိုတဲ့ဟာလေးပေါ့အဓိကအားဖြင့်တော့ customer တွေဘက်မှာဒီ event တွေ join တဲ့အချိန်မှာပေါ့နော်သူတို့မှာရှိနေတဲ့ပြဿနာတွေကလက်ရှိမှာဆိုတော့ Facebook ပေါ့နော် social media တွေကနေပဲဒီ event တွေကိုကြည့်ရတယ်ပေါ့နော်အဲ့တော့သူတို့ Messenger သုံးမယ်ဒါမှမဟုတ်လေတချို့တွေက WhatsApp သုံးတယ် Viber သုံးတယ်အဲ့ရနေစပြီးတော့သူတို့ order တွေမှားတယ်ပေါ့နော်အဲ့တော့သူတို့မှာ app တွေမျိုးစုံသုံးပြီးတော့ customer တွေက order မှားတယ်အဲ့ပြင် order မှားတဲ့အချိန်မှာကိုယ့်ရဲ့မှာယူတဲ့ပုံမှာမူတည်ပြီးတော့ပတ်စံဘယ်လောက်တိုတယ်တွဲရမလဲဆိုတဲ့အစကိုယ်တိုင်တွက်ရတယ်ပေါ့နော်အဲ့လိုတွက်ပြီးတဲ့အခါမှာလည်းဒီ order မှာပြီးတဲ့အချိန်မှာ payment အတွက်ပေးဖို့ကိုတခြား bank app ကိုသုံးပြီးတော့ screenshot ကိုတစ်ခါလာပြန်ပြအဲ့လိုပြောရတယ်ပေါ့အဲ့လိုပြောနေတဲ့အချိန်မှာလည်းတစ်ခါလေးကြာရင်organizer တွေဘက်ကအချိန်ကအရန်မပေးနိုင်တဲ့အတွက်ဂျားထဲမှာအချိန်လေးဟာဖို့ကြောင့်order ကရလားမရလားဆိုတဲ့စိုးရင်ပူပန်မှုတွေရှိတယ်ပေါ့နော်အဲ့ဒါ customer ဘက်ကနေရှိတဲ့ဟာ organizer ဘက်မှာလည်းထုံနည်းတူစွာပေါ့နော်အဲ့လို app တွေအများကြီးကနေဒါပြောတဲ့မှာယူတဲ့ဟာတွေကိုသူတို့ handling လုပ်ရတာလည်းအချိန်အများကြီးပေးရတယ်ပေါ့နော်ပြီးတော့သူတို့ကဒီ order တွေမှတ်တာကိုသူတို့လက်ရှိမှာ Excel တို့ဘာလို့မှလုပ်ရတဲ့အတွက်သူတို့ order ကို trace လုပ်ပြန်လုပ်ဖို့ကလည်းခက်တယ်ပေါ့နော်ပြီးတော့ screenshot တွေလာတဲ့အချိန်မှာလည်းပြန်ပြီးစစ်ဆေးဖို့ကလည်းခက်ခဲတယ်ဆိုတော့အများအားလုံးက manually လုပ်နေရတယ်ပေါ့နော်အဲ့တော့ order များလာလေအမှားများလေးဖြစ်တယ်ပေါ့နော်အဲ့ဒါတွေကိုcover လုပ်ချင်လို့ဒီ app ကိုလုပ်ကြပါတယ်နောက်တစ်ခုကတော့ဒီပေါ့နော် order များတဲ့အချိန်မှာတစ်ခါလေ order ပျောက်သွားတာပေါ့ missing order တွေဖြစ်တာတွေနောက်တစ်ခါလေကြာရင် cash တွေမှားတွက်မိတာတွေပေါ့နော်ဆိုတော့အဲ့ဒါတွေကိုလည်း cover လုပ်ချင်တယ်နောက်တစ်ခုကကြတော့ organizer တွေအချိန်ပေးနေတဲ့ပေါ့နော်အချိန်လေးတွေတဖြည်းဖြည်းချင်းရော့နေလာ manually ရော့နေလာတဲ့အောင်မျိုးသွားခြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ project ကြီးကိုစလုပ်ခဲ့တာပါTest plan ကတော့ပေါ့နော် plan ဘက်ကို react ရဲ့ test ရဲ့ experience ရဲ့ test ကိုသုံးပါမယ်။ဒါကြောင့်မှာတော့ HSCS ရဲ့ test ရဲ့ Prisma ORM ရဲ့ MIS ရဲ့ကိုသုံးပါမယ်။ deploy အနေနဲ့တော့ front နဲ့ back end ကို Netlify မှာသုံးပြီးတော့ Netlify မှာ deploy လုပ်ပါမယ်။ MIS ရဲ့ database ကိုတော့ IBM မှာ deploy လုပ်ပါမယ်။ storage ကိုတော့ AWS S3 မှာ deploy လုပ်ဖို့ပြင်ထားပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ဒီ project တော့MVP အနေနဲ့ ready လုပ်ဖို့ plan လုပ်ထားတဲ့အားကတော့home page ပေါ့နော် home page ရှိမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ event တွေကိုရေးသိကြည့်လို့ရမယ် event detail page ရှိမယ်ပြီးတော့ရင်ဒီ event detail page ထဲမှာမြင်နေရမယ့် menu တွေကိုတစ်ခုချင်းကို order လုပ်လို့ရမယ် system တစ်ခုရှိမယ်ပြီးရင်user က order လုပ်ပြီးတော့တဲ့အခါမှာ payment ကို payment slip တစ်ခုထုတ်ပြီးတော့ကျွန်တော်ထားပါတော့တခြားpayment system ဘဏ်ကြီး app တစ်ခုကနေပြီးတော့ payment လုပ်ပြီးတော့တဲ့အခါမှာဒီ payment slip ကို upload လုပ်တဲ့ဟာတစ်ခုရှိမယ်ပြီးတော့လို့ရှိရင်ဒီ application မှာရှိမယ် user တွေအကုန်လုံးကို authentication နဲ့ authorization အတွက်လုပ်ပြရမယ့်ဟာရှိမယ်ပေါ့နော်အဓိကတော့ user management system မှာ role အနေနဲ့ကတော့ admin organizer နဲ့ user ဆိုပြီးတော့ role 3ခုခွဲထားဖို့ယူရထားပါတယ်ပြီးတော့ကျွန်တော်တို့ဒီ admin အနေနဲ့ကတော့ဒီ user management လုပ်ဖို့အတွက် admin dashboard ပေါ့နော် admin only မြင်ရမယ် admin dashboard ရှိမယ်ပြီးတော့လို့ရှိရင်ဒီ organizer တွေအနေနဲ့ organizer နဲ့ admin တွေကနေပြီးတော့ဒီ event တွေကိုcreate လုပ်တာ event status တွေပြီးသွားပြီလားမပြီးသွားသေးဘူးလား event status တွေပြင်တာပြီးတော့ဒီ event သက်ဆိုင်ရာ event တွေထဲမှာဒီ menu တွေအစားတော့ဒီ menu တွေကိုရနိုင်တဲ့အစားတော့ menu တွေထည့်တာပြီးရင် develop လုပ်တာစတဲ့ CRUD တွေပါမယ်ပြီးတော့လို့ရှိရင်ဒီorder ပေါ့နော် customer ဘက်ကနေပြီးတော့ order တက်လာတယ်ဆိုလို့ရှိရင်ဒီ slip payment slip ကို organizer စစ်မယ်စစ်ပြီးတော့လို့ရှိရင်ဒီ order ကို confirm လုပ်တာထားတဲ့ဟာတွေအတွက်ကျွန်တော်တို့ဒီဘက်ကနေပြီးတော့event management dashboard တစ်ခုပေါ့နော်အဲ့ဟာတစ်ခုပါမယ်ပေါ့နော်အဓိကလောလောဆယ်ကျွန်တော်တို့ဒီမှာပြီးသွားတဲ့လက်ရှိမှာ development လုပ်ပြီးသွားတဲ့ဟာက home page development လုပ်ပြီးသွားပြီ event တွေကို detail ကြည့်ရတဲ့အတွက် development လုပ်ပြီးသွားပြီ full order system အတွက် development လုပ်ပြီးသွားပြီ payment upload အတွက်လုပ်ပြီးသွားပြီပေါ့နော်ဒီဘက်ကျန်နေတာက authentication နဲ့ authorization ကျန်မယ်ဒီအောက်က user management system တွေကျန်မယ်
admin dashboard ကျန်မယ်ပြီးရင် event menu ကဒီmanagement လုပ်တဲ့ tab တစ်ခုကျန်မယ်ပေါ့နော်ပြီးတော့အခါကျတော့ကျွန်တော်တို့တတ်ထည့်ရမယ်အဓိကဒီလောက်ရမယ့်ဟာကခုနကကျွန်တော်တို့ deploy မလုပ်ရသေးတဲ့အတွက်ဒီမှာတော့ဒီမွန်ပြလို့မရဘူးပေါ့နော်ဒီမွန်ပြလို့မရတဲ့အတွက်ကျွန်တော်တို့ plan အနေနဲ့ပဲပြလိုက်ပါလေဆိုတော့နားမလည်တာရှိရင်တစ်ခုခု question ရှိရဆိုလို့ရှိရင်ဗီဒီယိုကြည့်ပြီးတဲ့အခါမှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ